ကောင်မလေးဟာစစ်တပ်မှာနှစ်ပေါင်းများစွာအမှုထမ်းခဲ့ပါတယ်။သူမဟာတက်စုမှုဖြစ်ရာထူးတိုးတော့မဲ့ဆဲမှာပဲပညာရေးဆိုင်ရာလိုအပ်ချက်တွေနဲ့မကိုက်ညီဘူးဆိုပြီးရဲဘော်တယောက်ကတိုင်ကြားခဲ့ပါတယ်။အဲ့ဒီအကျိုးဆက်ကြောင့်သူမဟာစစ်တပ်ကနေထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။အိမ်ပြန်ရောက်တဲ့အခါမှာတော့သူမကကောလိပ်တက်ဖို့စိတ်ပိုင်းဖြတ်လိုက်ပြီးနောက်တစ်နေ့မှာပဲကျောင်းကိုတွားရောက်စီးရင်သွင်းခဲ့ပါတယ်။စစ်တပ်မှာနှစ်ပေါင်းများစွာအမှုထမ်းခဲ့တာကြောင့်သူမရဲ့စပင်ကအမြဲတူညှက်ထားခဲ့ရလုံခြုံရေးဝန်ထမ်းကသူမကိုယောက်ျားလေးတစ်ယောက်လိုထင်မှားပြီးချက်ချင်းတားဆီးခဲ့ပါတယ်။ကောင်မလေးဟာမိန်းကလေးအဆောင်တဲကိုဝင်ခွင့်ရဖို့အတွက်လုံခြုံရေးဝန်ထမ်းကို10မိနစ်လောက်ရှင်းပြခဲ့ရပါတယ်။သူမအဆောင်ခန်းကိုရောက်တဲ့အခါမှာတော့အခန်းဖော်တွေကရုတ်တရက်ယောက်ျားလေးတစ်ယောက်ဝင်လာတယ်ထင်ပြီးထိတ်လန့်တကြားဖြစ်ကသူတို့တဲကတစ်ယောက်ဆိုကြောက်လန့်ပြီးကတင်ပေါ်ကတော့ပြုတ်ကျသွားခဲ့ပါတယ်။ကံကောင်းစွာနဲ့ကောင်မလေးကသူမကိုအချိန်မီဖမ်းထိန်ထားနိုင်ခဲ့ပါတယ်။ကောင်မလေးကသူ့ရဲ့ကောလိပ်ကျောင်းသူဘဝဟာအဆင်ပြေချုံးမွေးလိမ့်မယ်လို့ထင်ခဲ့ပေမဲ့နောက်တစ်နေ့စစ်ရေးလေ့ကျင့်ခန်းအချိန်မှာတော့လေ့ကျင့်ရေးဆရာဟာသူ့ကိုတိုင်ကြားခဲ့တဲ့ရဲဘော်ဖြစ်နေတာကိုတွေးလိုက်ရလို့တုံ့လောက်သွားခဲ့ပါတယ်။ဒီအဖြစ်အပျက်ကသူမရဲ့စိတ်ခံစားချက်တွေကိုနောက်တစ်ချိန်ထပ်မံနှိုးဆွလိုက်ပါတယ်။ဒါကိုသတိထားမိတော့လေ့ကျင့်ရေးဆရာကသူမရဲ့အတန်းကိုအထူးဂရုစိုက်ပါတော့တယ်လေ့ကျင့်ရေးတာဝန်အားလုံးကိုဆယ်ဆတိုးမြင့်လိုက်ပါတယ်။ကောင်မလေးကသူ့ဒေါသကိုမထိန်နိုင်တော့ပါဘူး။အဲ့ဒီညမှာသူမကလေ့ကျင့်ရေးဆရာရဲ့အခန်းကိုသွားပြီးစကားများခဲ့ပေမဲ့လေ့ကျင့်ရေးဆရာကတော့လုံးဝဂရုမစိုက်ခဲ့ပါဘူး။လေ့ကျင့်ရေးဆရာကကောင်မလေးကိုအမိန့်နာခံဖို့ပဲပြောနေတာကြောင့်ဘလို့မှပြောလို့ဆိုလို့မရတဲ့လေ့ကျင့်ရေးဆရာကိုကြည့်ပြီးကောင်မလေးကသူ့ရဲ့အရေးချင်းတွေကိုတုံးကလေ့ကျင့်ရေးဆရာရဲ့စိတ်ကိုပြောင်းလဲစေဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့နောက်လာမယ့်မြင်ကွင်းကလူတိုင်းကိုမှင်တက်သွားစေလိမ့်မယ်လို့ဘယ်သူမှထင်မှတ်ထားခဲ့မိမှာမဟုတ်ပါဘူး။